ကျွန်တော်တကယ်ချင်း message များအားလုံးမင်္ဂလာပါနော်ကိုယ့်ရဲ့ Facebook Messenger ထဲမှာနော်ကိုပို့လိုက်တဲ့စာကို24နာရီအတွင်းသူ့လိုလိုပြည့်သွားတဲ့နေရာလေးပဲဖြစ်ပါရနော်Messenger လေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နော်နှိပ်ဝင်လာလို့ပြီးဆိုရင်ကိုပို့ချင်တဲ့အဲ့ဒီအကောင့်ကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နော်ပြီးလို့ဆိုရင်ဒီ Beata ရဲ့အဲ့ဒီပုံစံနော်အဲ့ဒီ logo ပုံစံလေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နှိပ်လို့ပြီးဆိုရင်အပေါ်မှာနဲ့ဆွဲတင်ပေးလိုက်ဆွဲတင်လာလို့ပြီးဆိုရင်ကိုပြန်ရင်တွေ့ပြရမှာတော့အဲ့ဒီဒီမှာဒီစာရေးဒီကြောင့်ကိုလာပြီးမြင်တွေ့ပေးရမှာဖြစ်ပါတယ်အဲ့ဒီစာလေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်တော့ခင်ဗျနော်နှိပ်ဝင်လာလို့ပြီးဆိုရင်တော့အဲ့ဒီအပေါ်မှာထားခဲ့မယ်ဆိုရင်တော့သူက24နိုင်ရဲ့အတွင်းပိတ်သွားမှာမဟုတ်ပါဘူးနော်ခင်ဗျနော်တကယ်လို့24နိုင်ရဲ့အတွင်းပိတ်အလိုလိုပျောက်သွားခဲ့ချင်တယ်ဆိုရင်တော့နော်အဲ့ဒီအောက်က24နိုင်ကြီးကိုလာပြီးနှိပ်ပေးလိုက်တော့ခင်ဗျနော်ကိုကဒီလိုမျိုးနှိပ်လို့ပြီးဆိုရင်တော့သူက24နိုင်ပြည့်သွားလို့ဆိုရင်ကိုပို့လိုက်တဲ့စာကိုသူကလိုပျောက်သွားမှာဖြစ်ပါရဲ့နော်တကယ်လို့ကျွန်တော်တကယ်ချင်းမိတ်ဆွေကဒီနီလာလေးကိုမိတ်ဆွေတို့အတွက်အကျိုးစိတ်ခဲ့မဲ့ဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးကို like and share လုပ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါရဲ့နော်အားလုံးပဲအဆင်ပြေကြပါစေနော်ခင်ဗျနော်